အချင်းကကာလာလည်းဖြစ်တယ်ဟိဒါကြောင့်ခုချင်းကဆက်ပြီးတော့အဲ့ဒါမင်းတို့ဟိုသိတိဆုံးကနတ်ကဝေယဆောင်လို့ဒီအဲ့ဒီကာလာကြီးဆင်းရဲတဲ့တရားမြမကြီးအလုံးကိုအဲ့ဒါပြီးပြီးအဲ့ဒါမင်းတို့အဲ့ဒါအလုံးကသိပြီးတော့မှမင်းတို့အခက်အခဲကြုံရတဲ့လောကလူကျင်နာရှိတဲ့လောကအဲ့ဒါငါရောပြီးတော့မှမင်းတို့ကိုဟုတ်လားလူအပ်တာပြုတ်ပြနိုင်တဲ့အလကာရတဘုဖြစ်တယ်အဲ့ဒါတော့အောင်းနမောဗုဒ္ဓယသောဘဝဣတိပိအလဟံနတ်တို့ဆိုစမ်းအောင်းနမောဗုဒ္ဓယသောဘဝဣတိပိအလဟံအတ္တစာပြုပါမယ်ဘုရားမြတ်စွာဘုရားတို့မြည်ဒီမှာဒီလိုမှတတ်ဖြတ်နေရဒီလိုသာလည်းဖြင့်နိဗ္ဗာန်ကိုဆောင်နိုင်ကျင့်တာပြီးတော့ဤမှန်သောသစ္စာစကားကြောင့်အဲ့ဒါဒီဘောနေသောဗမာပြည်အခက်ခဲအားလုံးကြောက်ရောက်နေကြသောကချွေမှန်သမျှတို့ဒီသစ္စာစကားနဲ့လွတ်ဆင်ကပတ်ပြောပါစေတည်းအဲ့တော့ကဲအားလုံးလည်းလူဆိုကြဗုဒ္ဓဂေါရမရှင်တို့မြတ်ဘုရားတရားတည်တော်ဥကြရတော်ဒီကုသိုလ်ကစေနာပေါင်းစုတို့သည်မမပြည်ကြီးငြိမ်းချမ်းပါစေတည်းဘဝကြီးငြိမ်းချမ်းပါစေတည်းကြာရကုန်သောဘုရားတော်မှန်သမျှဘဝမှာငြိမ်း၍ဘဝမှာငြိမ်း၍အောင်ကြီးမင်္ဂလာအဖျားဖျားတို့သည်နိညာမစဲရပါစေသာအရှင်ဘုရားนี่แค่ได้กินอะไรเฮ้ย